မင်းအတောင်မနဲ့အချောင်းမကြီးမလားမင်းမလေးလာပြောနေတယ်ရိုးဆိုးတဲ့ငခုမျက်နှာနဲ့ကောင်းအောင်များမင်းစိတ်မမှန်ဘူးထင်တယ်ယူနေရလားအတောင်မနဲ့ချောင်းမကြီးဟုတ်လားဘာတွေပြောနေကြရလဲမကြီးဒီငခုမျက်နှာနဲ့ကောင်းကမင်းကိုလာနှောက်ရှက်နေရလားသူ့ကိုဒီကနေဆွဲထုတ်ခိုင်းလိုက်မယ်မြန်သာထုတ်ခိုင်းလိုက်တော့ तू ကစိတ်မနှံမှုထင်တယ်ရုပ်ကလည်းကြောက်စရာကြီးမင်းကဘာတာကိုတွားမလားငါဆွဲထုတ်ခိုင်းရမလားအေးပါငါတွားမယ်စောင့်နေလောက်ဒါမပြီးသေးဘူးမောင်လားစိန်ဟာဒေါသတွေနဲ့အိမ်ကိုပြန်လာခဲ့တယ်သူ့အိမ်မက်ထဲကမင်းကလေးနဲ့တွေ့ရလိမ့်မယ်လို့မမျှော်လင့်ထားတယ်လို့အိမ်မက်ထဲကပြိုင်ဘက်ကလည်းလက်တွေ့မှာအချစ်ပြိုင်ဘက်ဖြစ်လာလိမ့်မယ်လို့မထင်ထားခဲ့ဘူးအိမ်ရောက်တဲ့နဲ့သူဟာအစီအစဉ်ဆွဲဖို့သူ့ရဲ့အချက်လက်တွေကိုချက်ချင်းရှာဖွေပါတော့တယ်မောင်လားစိန်မင်းငါ့ကိုဘာလာတိုက်တာလဲအမေတို့ကော်ဖီလေငါမှတော့ကော်ဖီမှမဟုတ်တာအိုးငါဘယ်လိုလုပ်မိသွားရလဲကျောင်းမှာတော့အဆင့်တက်ရပြီတော်ပါရဲ့နဲ့ဘာလို့အဲ့လောက်တောင်မိတက်ရတာလဲအမေကျွန်တော်ဘာလုပ်ရမလဲဒီနေ့ကျွန်တော်အိမ်မက်ထဲကမင်းကလေးနဲ့လက်တွေ့မှာတကယ်ဆုံခဲ့တယ်သူကအရန်လှပြီးအထက်တန်းလွှာဆန်တယ်ဒါပေမဲ့ကျွန်တော်သူ့ကိုမရခဲ့ဘူးပြီးတော့သူကအဲ့ဒီနဖျားလို့ချောတဲ့ကောင်နဲ့အတူရှိနေတာအဲ့ဒီကောင်ကအရန်လဲချမ်းသာတယ်မေဒီကောင်နဲ့ပြိုင်ဖို့ကမဖြစ်နိုင်ဘူးအချမ်းကြီးတုံးပြီးလူ့လိုက်ရောနင့်ဟာနေအိမ်မက်မက်နေတာကောင်းမယ်ထင်တယ်နော်ရုပ်ကကဘာလက်မြင့်တာနဲ့တွားကိုလို့ကိုတွားလို့မဟုတ်ကဟုတ်ကတွေပြောမနေနဲ့အိုးအမေကလည်းဘာလို့အမြဲတမ်းကျွန်တော်ကိုစိတ်တက်ကြအောင်ပြောနေရလဲစောင့်ကြည့်လိုက်ပါမေကျွန်တော်ရဲ့ပါရမီရှင်အုံနောက်ကိုတုံးပြီးအဲ့ဒီဘီလီယံနာကိုအနိုင်ယူပြမယ်အိုးရည်စရာကောင်းလိုက်တာငါသားကတော့အယုတ်တင်မကဘူးစိတ်ပါကျွတ်သွားပြီမောင်လားစိန်ဟာဘလောက်ပဲအနှိမ်ခံရပါစေအရှုံးမပေးခဲ့ပါဘူးသူကအိမ်မက်ထဲကမင်းကလေးကိုအပိုင်ဖြစ်အောင်လုပ်ဖို့စိတ်ပိုင်းဖြစ်ထားပါတယ်အခြေခံအဖြစ်မောင်လားစိန်ဟာဒီပညာပါရမီရှင်တူဖြစ်ပြီးဒါကြောင့်သူဟာမက်ကြီးအချက်လက်ရဖို့အကောင့်ကိုဟတ်ခဲ့ပါတယ်မကြခင်မှာပဲသူပြဿနာကိုတွေ့ရှိသွားပြီးအောင်မြင်စွာဖြေရှင်းနိုင်ခဲ့ပါတယ်ဟာရပြီငါမက်ကြီးရဲ့အချက်ကိုရအောင်ယူရမယ်ဟာဘာလို့ဒါဒီလောက်တောင်ခက်နေရတာလဲမက်ကြီးကအမှတ်တစိတ် brand တစ်ခုရဲ့ပိုင်ရှင်မှာအခုချိန်မှာသူမရဲ့ website စနစ်ကပြဿနာတက်နေပြီးသူမမဖြေရှင်းနိုင်ဖြစ်နေပါတယ်စိတ်ရေးထားပါမက်ကြီးဒါကအသေးဖွဲလေးပါကျွန်တော်ပြင်သစ်ကထိတ်တန်းပညာရှင်တွေကိုငှားပြီးစနစ်ကိုပြင်ခိုင်းလိုက်မယ်ကျွန်တော်ရဲ့ပတ်စံဘာမဆိုဖြေရှင်းနိုင်ပါတယ်ကျွန်တော်ကိုချစ်သူဖြစ်တာလက်ခံလိုက်ပါဒါပေမဲ့မန်နေဂျာကြီးတုံးဆွဲသူတွေရဲ့ database တွေက9မိနစ်တွင်အားလုံးပြည့်စည်တော့မှာပါရှင်ပတ်စံဒါကိုအချိန်မီမဖြေရှင်းနိုင်ဘူးရှင်ဘာလဲပတ်စံဒါကိုမဖြေရှင်းနိုင်ဘူးဟုတ်လား